မင်္ဂလာပါခင်ဗျာအားလုံးကို Daily Devotional Channel မြန်မာမှလိုက်လဲစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာချစ်တော်မိတ်ဆွေတစ်ခါတလေမှာလူတွေကမိတ်ဆွေကိုဂရုမစိုက်ဘူးမမြင်ဘူးလို့သင်ခံစားရနိုင်တယ်သင်ကြိုးစားတာတွေသင်ခံစားနေရတာတွေဘယ်သူမှမသိတယ်လို့ပဲထင်ရတယ်ဒါပေမဲ့ဖခင်သခင်ကမိတ်ဆွေရဲ့နှလုံးသားကိုမြင်တော်မူတယ်လူတွေမမြင်ရင်တော့ဖခင်သခင်မမြင်မိတဲ့အရာမရှိဘူးဖခင်သခင်သည်နှလုံးကိုကြည့်တော်မူသည်ရှာမွေလပထမစာဆောင်16ခုချစ်တော်မိတ်ဆွေများခင်များရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး15အခန်းငယ်4ကနေ9မှာတိုးငယ်တစ်ကောင်ပျောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာအဲ့ဒီတိုးငယ်လေးဟာအလွန်ကြောက်ပြီးတော့တယောက်တည်းဖြစ်နေတယ်ဒါပေမဲ့သူ့ကိုရှာဖို့တိုးထိန်ကထွက်လာခဲ့တယ်တိုးထိန်ကတိုးငယ်ကိုတွေ့တဲ့အခါပခုံးပေါ်မှာတင်ပြီးအိမ်ပြန်ခေါ်သွားတယ်ဖះသခင်လဲပျောက်ဆုံးနေတဲ့တင့်ကိုရှာဖွေနေတယ်တင်တယောက်တည်းမဟုတ်ပါဘူးရှင်မာကုအခန်းကြီးလေးအခန်းငယ်39မှာလဲကျွန်တော်တို့ဘဝထဲမှာမုန်တိုင်းတွေရောက်လာတတ်တယ်ကြောက်ရွံ့မှုတွေစိတ်ပူပန်မှုတွေမတေချာမှုတွေဒါပေမဲ့ယေရှုကငြိမ်သက်ခြင်းရှိစေလို့ပြောလိုက်တာနဲ့အဲ့ဒီမုန်တိုင်းကရုတ်တရက်ငြိမ်ဝှက်သွားခဲ့ပါတယ်ဒါကြောင့်မိတ်ဆွေသည်သခင်ဖျားနဲ့အတူရှိရင်မုန်တိုင်းထဲမှာတော့ငြိမ်ချမ်းနိုင်တယ်မိတ်ဆွေအနေနဲ့အမှောင်ထဲမှာလမ်းမတွေ့ဘူးလို့ခံစားရဘူးလားအရာအလုံးမှောက်မိုက်ခြင်းတွေနဲ့ဖုံးလွှမ်းတယ်လို့ခံစားနေရပါသလားမိတ်ဆွေအလင်းတစ်စင်းရှိပါတယ်အဲ့ဒီအလင်းကယေရှုခရစ်တော်ဖျားဖြစ်တယ်ယေရှုကပြောတယ်ငါသည်လောက၏အလင်းဖြစ်သည်မိတ်ဆွေကသူ့စကားအတိုင်းလိုက်နိုင်ရင်အမှောင်ထဲမှာရှိမနေတော့ပါဘူးကျွန်တော်တို့စိတ်ထဲမှာနာကျင်မှုတွေမကျေနပ်မှုတွေအဲ့ဓာတွေကတင့်ကိုချီနှောင်ထားတယ်ဒါပေမဲ့တင်ခွင့်လွတ်တဲ့အခါအဲ့ဒီချီနှောင်ထားတဲ့ကြိုးတွေကျိုးပဲ့သွားမယ်တင်ဟာလွတ်မြောက်တော်သူဖြစ်လာတယ်နောက်ဆုံးအနေနဲ့ကောလောသဲဩဝါဒစာဆောင်အခန်းကြီး73အငယ်73မှာခွင့်လွတ်ခြင်းကသူတစ်ပါးအတွက်သာမဟုတ်ဘူးတင့်အတွက်ပါဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေတင်ဟာတကယ်ပဲယေရှုခရစ်တော်ထဲ၌လွတ်မြောက်သောသူမှန်တယ်ဆိုရင်တင်ဘက်ကစပြီးတော့ခွင့်လွတ်လိုက်ပါခက်ခဲသောအရာဖြစ်လိမ့်မယ်သို့တော့ဖျားသခင်ထံမှလာသောခွန်အားအစွမ်းနဲ့ဆိုရင်တင်ဟာခွင့်လွတ်နိုင်သောသူဖြစ်လာပါလိမ့်မယ်အားလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေ